စီစဉ်ကိုကြည့်ရှုလိုက်ပါလှုပ်ရှားဆောင်ရွက်ခြင်းအပြင်လူကြီးလူငယ်ကြားမှနေရာမရွေးလွယ်လင့်တကူလှုပ်ရှားဆောင်ရွက်နိုင်သည့်အပြင်မိမိတို့လူနေမှုဘဝမှာစိတ်ဖိစီးမှုလျော့ကျပြီးလန်းဆန်းတက်ကြွစွာလှုပ်ရှားသွားလာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ရှင်။မြစ်ကြီးနားခရိုင်မြစ်ကြီးနားမြို့နယ်အားကစားနဲ့ကာယပညာဦးစီးဌာနနဲ့ပြန်ကြားရေးဝန်ကြီးဌာန MRTV NRC ရိုက်ကူးရေးအဖွဲ့ဖြင့်ကချင်ပြည်နယ်လက်ရွေးစဉ်အေရိုဘစ်သမီးငယ်လေးများဖြင့် Physical Fitness Dance ရိုက်ကူးတင်ဆက်ခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။သမီးတို့ကတော့ကချင်ပြည်နယ်အေရိုဘစ်လက်ရွေးစဉ်တင်းသူလေးများဖြစ်ပါတယ်ရှင်။သမီးတို့နဲ့အတူလိုက်ပါကစားကြပါစို့။မဖြစ်ရအောင်ကာကွယ်မလားစိတ်ဝမလို့ဝိတ်ကြလာပါစေမအမြဲတမ်းကြမ်းမာခြင်းဟာလက်ကြီးတစ်ပါအားသစ်တွေဖန်တီးရတက်ကြွကကြမ်းမာစေမလောလောမညံ့မြတို့တစေမဒီတွင်တွေးခေါ်မှုတွေမြင်မာလာဒါလိုက်ကြမ်းမာဖို့ရေးကြည့်တာကကိုယ်လည်းလေးချင်ကပုံမှန်လို့ချိန်လေးပါထောင်စင်းရဲ့ချမ်းသာမှာလူရကကြီးရောက်နိုင်မှာကိုစိတ်ပြီးစီမှုများရဲ့ကွာဝေးရအတူတူတော့ဆိုလာပါဒီများကလေးချင်းငယ်များလောက်ကြဆိုတာ မဖြစ်ရအောင်ကာကွယ်မလားစေဝမလို့ဝိတ်ကြလာပါစေမနှုတ်တော်အေးရခက်တဲ့ညများစွာမေးလိုက်ပါချင်ခဲ့ပါနှစ်ချိုက်စွာအိပ်ပျော်စေမချူလာလို့မညံ့မြတို့တစေမဒီတွင်တွေးခေါ်မှုတွေမြင်မာလာဒါလည်းကြမ်းမာဖို့ရေးချီတာကကိုယ်လည်းလေးချင်ငါပုံမှန်လို့ချိန်လေးပါထောင်စင်းမြေချမ်းမာမှာလူရခရီးရောက်နိုင်မှာအိုစိတ်ဖိစီးမှုများရဲ့ကွာဝေးရအတူတူသွားဆိုလာပါဒီညစွာလေးချင်ငယ်များလောက်ချဆိုလာနေပါနဲ့တော့တဲ့ချိန်လေးပါထောင်စင်းမြေချမ်းမာမှာလူရခရီးရောက်နိုင်မှာအိုစိတ်ဖိစီးမှုများရဲ့ကွာဝေးရအတူတူသွားဆိုလာပါChào